င်္ဂလာပါသောသားမီးတို့ရေစိုက်ပျိုးထားတဲ့ပန်းလေးတွေထက်ပုံမြင်လေးတွေကပိုပြီးလှပနေတဲ့ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေကြိုဆိုလိုက်ပါတယ်။ဟိုးရှည်ရှည်တုန်းကရေကန်ငယ်လေးတစ်ခုမှာဖားတအုပ်ပျော့ပျော့ရွှင်ရွှင်နေထိုင်ကြပါတယ်။တို့တွေအမြင့်ခုံပြိုင်ကြရအောင်ငါအမြင့်ဆုံးခုံနိုင်မယ်ဆိုတာလောင်းကြီးထက်ရတယ်လို့ဖားလေးတစ်ကောင်ကပြောပါတယ်။မင်းကတော့အမြဲတမ်းကြွားကျင်နေတာပဲ။ကဲခုံပြသမ်းပါအောင်။မင်းဘယ်လောက်ထိမြင့်မြင့်ခုံနိုင်မလဲဆိုတာကြည့်ကြရသေးတာပေါ့လို့အခြားဖားတွေကဆိုပါတယ်ဖားလေးဟာဘလို့ခုံရင်အမြင့်ဆုံးရောက်မလဲဆိုတာကိုကောင်းကောင်းသိပါတယ်သူဟာရေမော်ရွက်တွေပေါ်ကနေဘလို့တွန်းကန်ခုံရမလဲဆိုတာအရင်ကတည်းကလေ့လာထားသူမို့လို့တခြားသူတွေထက်ထူးထူးခြားခြားပုံမြင့်အောင်ခုံနိုင်ပါတယ်ဝါသူဘလို့လို့ဒီလောက်မြင့်အောင်ခုံနိုင်တာလဲအခြားဖားတွေလည်းပုံမြင့်အောင်စူးစမ်းခုံကြပေမဲ့လောက်ဘယ်သူမှမခုံနိုင်ကြပါဘူး။ဒါကြောင့်ဟာအရန်ကိုဂုံယူဝင်ကြားနေပါတယ်။တွေ့တယ်မလား။ငါကတခြားသူတွေထက်အများကြီးပိုတော်တယ်။ငါအမြင့်ဆုံးခုံနိုင်တာ။မင်းထက်ပိုတော်တဲ့သူတယောက်ယောက်တော့ရှိမှာပါ။လူတိုင်းမှာအားနည်းချက်ရှိသမျှပဲလေဟုတ်တယ်မလား။ဥပမာရေငုံတာမျိုးပေါ့။ငါတို့ထဲမှာမင်းထက်ပိုဝဝငုံနိုင်တဲ့သူရှိမှသေးကြတယ်။ဟုတ်လို့လား။ဒါဆိုရင်လည်းရေငုံကြံကြတာပေါ့။ဖားတွေအားလုံးကြောက်ဆောင်နားမှာရပ်ပြီးရင်ငုံဖို့ပြင်ဆင်လိုက်ကြပါတယ်။အားလုံးပဲအစင်သင့်ဆိုတာနဲ့ခုံလိုက်ပါတယ်။ရေထဲခုံချလိုက်တဲ့ဖားတွေအားလုံးထဲမှာဟာအနှက်ဆုံးထိငုံနိုင်ခဲ့ပါတယ်။တွေ့ပြီလားငါပြောသားပဲ။ငါကတခြားဘသူထက်မဆိုပို့တော်တယ်။ငါဟာအကောင်းဆုံးပဲ။ကောင်းပြီလေ။မင်းကအကောင်းဆုံးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးတော့မကြွားသင့်ဘူးလေ။ဟုတ်တယ်မင်းကအရန်အကြွားတန်လုံးနဲ့တနေ့မှာတော့ဖားတွေစုဝဲပြီးနှွေးပူသာလွန်နေတော့အေယာမနွားကြီးတစ်ကောင်ဟာရေတောက်ဖို့ကန်နာကိုရှောက်လာပါတယ်။အားလုံးပဲမြင်မြန်ပြေးကြတရဝါကြီးတစ်ကောင်လာနေပြီ။ဟုတ်တယ်သူထွက်သွားတဲ့အထိပုံနေကြရအောင်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီနွားကြီးဟာသူတို့ကိုရံမမှုဘူးဆိုတာသူတို့သိလိုက်ရပါတယ်။သူကရေတောက်ဖို့ပဲလာတာပါပဲ။ဒါကြောင့်သူတို့အားလုံးအပြင်ထွက်လာပြီးနွားကြီးကိုအကဲခတ်ကြပါတယ်။ဒီတရဝါကြီးဘလောက်တောင်ကြီးမားလိုက်တယ်လဲကြည်စမ်းဟုတ်ပါငါတို့ရာနဲ့ချီပြီးပေါင်းလိုက်မှသူနဲ့အရွယ်တူလောက်မယ်သူကအဲ့လောက်လည်းမကြီးပါဘူးငါလည်းသူနဲ့တူအောင်လုပ်ပြနိုင်တယ်ကြည့်နေလိုက်ဖားလေးဟာလေကိုဝဝရှူသွင်းပြီးသူ့ရဲ့ဘိုက်ကိုအစွမ်းကုန်ဖောင်းကောင်းအောင်လှုပ်လိုက်ပါတယ်မင်းကတေးသေးလေးပဲရှိသေးတယ်သူ့ခြေဘွားလောက်တောင်မရှိဘူးမကြီးသေးဘူးလားငါသူနဲ့တူအောင်လုပ်ပြမယ်ကြည်စမ်းအခုကမကြည့်သေးဘူးလားမင်းကသေးနေတော့မယ်သေးလွန်းပါသေးတယ်ငါသူနဲ့တူအောင်လုပ်ပြနိုင်တယ်ဒီလိုဆိုရင်ကောမကြည့်သေးဘူးလားမင်းကသေးလွန်းပါသေးတယ်ကွာမကြည့်သေးဘူးဘာမကြည့်သေးဘူးဟုတ်လားငါသူနဲ့တူအောင်လုပ်ပြမယ်ကြည့်နေအခုရောမကြည့်သေးဘူးလားမကြည့်သေးပါဘူးမင်းခန္ဓာကိုယ်ကမကြည့်သေးဘူးတော်တော့မင်းဘိုက်တွေပေါက်ထွက်သွားလိမ့်မယ်နွားကြီးဟာဖားလေးတစ်ဖြည်းဖြည်းပိုကြီးလာတာကိုမြင်တော့စိတ်ဝင်စားသွားပါတယ်။ဒါကြောင့်သူသိကျင်သိမ့်နဲ့အဲ့ဒီထူးထူးဆန်းဆန်းဖားလေးကိုနင်းကြည့်လိုက်မိတဲ့အခါမှာဘာဖြစ်သွားမလဲဆိုတာကြည့်ဖို့ကြိုးစားလိုက်ပါတယ်။အဲ့အချိန်မှာပဲအိုးမတော်တဆဖြစ်ရပါပဲ။သူဟာလူကြွားကျင်တာကြောင့်သူ့အသက်ကိုပါသတိလိုက်ရပြီ။ဖားတွေဟာဝမ်းနဲ့ပူဆွေးစွာနဲ့ခုံစားနဲ့ထောက်ခါသွားကြပါတော့တယ်။ကိုအထေကြီးလွန်ပြီးအလွန်အကျွံကြွားဝါခြင်းသည်ဘေးဒုက္ခကိုခေါ်ဆောင်လာတတ်ပါတယ်။ကဲဒီနေ့ရဲ့ပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။ပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like လေးနှိပ်ခဲ့ဖို့မမေ့နဲ့ဘူးနော်။သက်သားမမီတို့နောက်ထပ်ဘယ်လိုပုံမြင်လေးတွေနားထောင်ချင်လဲဆိုတာကိုလည်း comment မှာရေးခဲ့လို့ရပါတယ်။ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေအပတ်စဉ်ပုံမြင်အသစ်လေးတွေတင်ပေးနေတာမို့လို့အခုပဲ subscribe လုပ်ထားပြီးမိသားစုဝင်အဖြစ်ပါဝင်လိုက်ရအောင်နောက်အပတ်မှာဘလို့ပုံမြင်သစ်လေးတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပါအောင်အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ။